မတ်တရားရင်နဲ့ရှိတယ်သူနဲ့ဆုံတွေ့ခဲ့ရာဓမ္မရံကလေးတင်းတင်းမွေးတဲ့အညာမြေကိုပြန်တတိယနေသည်စီစာနေညိုချင်းမှာဤယာဝတီမြကန်းတွေကငွေတောင်ရန်ကမ်းရဲ့ထမမကွေးမြို့စွန်ညတလုံးကိုတူဖူးခဲ့တာတွေမိမရနိုင်ပါပြီအခွင့်ရဲ့သားတဲ့တနေ့မှာအပြေးလေးလာခဲ့အောင်မြည်ရွှေညာသူရေကိုလာရင်ကြိုမလာလို့တီအမတ်တရားရင်နဲ့ရှိတယ်သူနဲ့